တစင်ကဒီနေ့တစင်အရှိမှပြထားတဲ့အင်ကြီးပတန်လေးကိုဆွဲပြပေးပါမယ်ဒီညပတန်လေးရဆိုလွယ်လွယ်လေးပါအဲ့တော့တစင်ကဒီညပတန်လေးကိုဆွဲပြပေးပါမယ်ဒီညပုံစံလေးပြပြပေးမယ်အဲ့တော့အရှိချမ်းတရအနောက်ချမ်းတရညှက်ထားဒါဆိုရင်ကိုတိုင်းရှော့ဝှရှုံလို့ဆိုပြီးတော့နော်တစင်ကိုတက်တော့ကနေလာပြီးတော့မေးထားတာလေးအဲ့တော့တစင်ကပုံမှန်တိုင်းပဲတစင်အဆိုင်လေးပြပြပေးမယ်အဆိုင်ကကျတော့တစင်တော့ကသူ့ရဲ့အရှိမှာ25လမှရှိဒီညကလည်းသူကအရှိကအလောက်ပဲတစင်ကဒီမှာအဆိုင်နဲ့တစင်ရှင်းပြပေးမယ်တစင်တော့ပုံမှန်တိုင်းလေးပဲအနောက်ချမ်းကိုပေါ်ရင်သွားမယ်အနောက်ချမ်းမို့သွားတဲ့အခါမှာတစင်တော့ကဒီဘေးကို3လမှလေးပဲဖောက်မယ်သူ့ရဲ့ level ကတအားကြီးမကျဲလို့ပြီးရင်ဒီအောက်ကိုတစင်တော့ကတလမလောက်ဆင်းမယ်တလမလောက်ဆင်းမယ်ဒီကနေဒီကိုတစင်တော့တလမ4စိလောက်ရှန်ထားပဲเนาะနှစ်ဖက်ပေါင်းတော့တစင်တော့တလမပေါ့အဲ့ဒါကိုမှဒီအောက်ကိုသူ့ရဲ့ဒီမှာအခွဲလေးပါတယ်လေเนาะအဲ့ဒီအခွဲလေးတိုင်းကိုတစင်တော့ကလှလှလေးဖြစ်အောင်လို့သူကဘယ်နှလမလောက်တစင်တော့ဆင်းမလဲဆိုလို့ရှိရင်9လမလောက်ဆင်းပေးမယ်နော်သူကဒီ9လမဆိုတဲ့နော်ဒီရင်ဘွားကနေ1လမ2လမလောက်တော့ကွာမှာပေါ့နော်ဟောတဲ့နော်9လမလေးဆင်းပေးမယ်ကိုကဒီတိုင်းအတက်လေးလဲဆင်းလို့ရတယ်တဲ့နော်ဒီလိုမျိုးပုံစံတိုင်းလေးလဲဆင်းလို့ရတယ်ဒါကကိုယ့်ရဲ့သဘောတဲ့စင်ကတော့ဒီအတက်လေးရှင်းပြဆင်းပေးလိုက်မယ်နော်အဲ့ဒါကိုမှသူကဒီဘက်ဘေးနားနေတဲ့စင်တော့ကော့စာကော့တဲ့အခါမှာကျိုးလေးတွေထည့်ပြီးတော့ရှုပ်ထားတာဒီညမှာကျတော့သူကဘာကအတက်လဲဆိုရင်တစင်တို့ဒီကျိုးကအသက်ပဲသူ့ရဲ့ဒီ level မှာလေဘယ်လိုလုပ်ရမလဲဆိုရင်ဒီ level ကျိုးကကြတော့ဒီ level တစင်တို့အရှိချောင်းအနောက်ချောင်းလုံးကိုရင်းနဲ့ကိုဒီကျိုးအရှိကိုယူလိုက်တာကျိုးရှိတစင်တို့ဥပမာ25လမလောက်ယူလိုက်ပေါ့အဲ့ဒီဟာကိုမှဒီပို့နေတဲ့ကျိုးလေးတွေကတစင်တို့အလှအသေးဖိရှုပ်လိုက်ရှုပ်ပြီးတော့မှသူ့ရဲ့ဒီ level ကိုပပတ်လဲပြန်ပြီးတော့ကော့စာကော့ပေါ့ကိုစာကုတ်ပြီးတော့မှတစင်တို့ဒီဘက်ကိုလည်းအသေးရှုပ်လာအဲ့လိုဆိုရင်ဒီပုံစံတိုင်းလေးရတယ်ဒီအောက်ကဟာလေးရောတစင်တို့ကသူ့ရဲ့ဒီ level ကိုရင်းနဲ့ကိုမှဒီ level ကိုရင်းနဲ့ကိုမှတစင်တို့ကိုစာလေးကိုထည့်ပြီးတော့ရှုပ်လို့ရတယ်အဲ့တော့တစင်တို့ကအနောက်ရှမ်းမိသားဆိုအခြေချမ်းသွားမယ်အခြေချမ်းတော့လွယ်လွယ်လေးပဲဒီညီကသူကအနောက်ရှမ်းပုံစံအစံလေးပေါ့နော်အဲ့ဒါကိုတစင်တို့ကအနောက်ရှမ်းမှာ level 3လမှာဖောက်ခဲ့တာဖြစ်တဲ့အတွက်အခြေချမ်းမှာလည်း3လမှာဖောက်မယ်ပြီးရင်သူကလေအနောက်ရှမ်းမှာသူကဒီနောက်ရှမ်းမှာအပေါက်ပါတာဖြစ်တဲ့အတွက်အခြေချမ်းမှာ4လက်မလောက်ပဲရှာပေးမယ် level လေးနဲ့ကတ်လေးဖြစ်အောင်အဲ့ဒါကိုမှပြေကွင်းလေးနဲ့ဝိုက်မယ်ပြီးရင်သူကဘူးတရွက်လေးညှပ်ပေးဒါဆိုတစင်ရဲ့အင်ကြီးတွေကရသွားပြီသူကလေဒီအင်ကြီးမှာကဒီခါကိုမတိမ်ပဲနဲ့လေသူ့ရဲ့ဒီခါလေးကိုကကားလေးဖြစ်အောင်လည်းတစင်တို့လုပ်လို့ရတယ်နော်ကကားလေးဖြစ်အောင်ဒီမျိုးလုပ်ပြီးဒီအပေါ်လေးတစင်တို့အဝိုင်းလေးတက်လိုက်ပေါ့လို့ဆိုရင်တရွက်ညှပ်မယ်ပြီးရင်အနောက်ရှမ်းတစင်တို့ကတရွက်ညှပ်မယ်ဒါဆိုတစင်တို့ရသွားပြီဒီအင်ကြီးတွေကလွယ်လွယ်လေးပဲနော်ဒါဆိုရမယ်နော်